Hello ဒီ coffee တောက်ပြီးကြပြီလားဗျာကဲလို့ coffee မတောက်ရသေးဘူးဆိုရင်ကျွန်တော်တို့နေရာလေးတစ်ခုသွားကြည့်ကြလာလိုက်ခဲ့အဲ့ဒါကတော့အခုဝန်ကြီးများရုံးမှကျင်းပနေတဲ့ Coffee Mania Festival မြန်မာ2026ဆိုတဲ့ပွဲလေးပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီပွဲလေးထဲကိုလိုက်ကြည့်ကြရအောင်ပထမဦးဆုံးပြောချင်တာကတော့အဲ့ပွဲလေးကိုလာမယ်ဆိုရင်အနော်ထာလန်ဘက်ကဝင်မယ်ဆိုရင် gate number 8ကနေဝင်ရမှာဖြစ်ပါတယ်အဲ့လမ်းကြောင်းလေးတိုင်းဝင်လာပြီးတော့ထနောင်း coffee ဆိုင်ရှိရဖက်ပေါ့နော်တကယ်လို့ဘောင်ကျော်လမ်းဘက်ကဝင်မယ်ဆိုရင် gate number 6ကနေဝင်ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ထဲကိုရောက်လာရင် Coffee Mania Festival မှာ2026ဆိုတဲ့ဆိုင်းပုတ်လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီပွဲလေးကမနစ်ကဆိုရင်မန္တလေးမြို့မှာကျင်းပခဲ့ပြီးတော့ဒီနေ့ကတော့ရန်ကုန်မြို့မှာလာရောက်ကျင်းပတာပဲဖြစ်ပါတယ်ရန်ကုန်မန္တလေးပြည်ဦးလွင်အစရှိတဲ့မြို့ကြီးတွေက coffee ဆိုင်တွေ coffee chain တွေကနေပြီးတော့လာရောက်ခင်းချင်းပြသပြီးတော့ရန်ကုန်မှာရှိတဲ့ coffee ချစ်သူတွေ coffee နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့သူတွေအတွက်လာရောက်လေ့လာတဲ့ပွဲလေးတစ်ခုပဲဖြစ်ပါတယ်ပြီးတော့ဒီပွဲလေးကိုလာရောက်လေ့လာမယ်ဆိုရင်ရန်ကုန် Specialty Coffee Hub ဆိုပြီးတော့အသက်ဖွက်လက်သွားမယ် coffee နဲ့ပတ်သက်တဲ့နေရာလလေးတစ်ခုကိုလည်းဒီမှာမြင်ရတယ်လို့မျိုးလေးဥဖြားဖြားလေးဓာတ်ပုံလေးလာရိုက်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာခက်နာနာစာအုပ်စင်ကြီးတွေနဲ့ coffee တောက်ရင်ချေးနိုင်ဖို့လာခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ပြီးတော့ professional coffee ethic ကနေပြီးတော့ဦးဆောင်ပြီးတော့ဒီနေ့6ရက်နေ့မှာcoffee roasting and mixology competition ပြီးတော့9ရက်နေ့မှာ coffee brewing competition နောက်ဆုံး10ရက်နေ့မှာတော့ latte art competition တို့ကိုကျင်းပပေးသွားမှာပဲဖြစ်ပါတယ်ဒါအပြင် coffee cafe session တွေနဲ့ entertainment show တွေလည်းရှိပါတယ်6ရက်နေ့မှာတော့ Benny ဖြိုကနေပြီးတော့ဒီဆိုဖြောဖြေသွားမှာဖြစ်ပြီးတော့10ရက်နေ့မှာတော့ကိုအာတီကနေပြီးတော့ဒီဆိုဖြောဖြေပေးသွားမှာဖြစ်ပါတယ်ပြီးတော့မြန်မာနိုင်ငံရဲ့တောင်ပေါ်ဒေသအသီးသီးက coffee beans တွေရဲ့အရသာတွေကိုလည်းညီဆက်ခွဲရမှာဖြစ်တာမို့ဒီပွဲလေးကိုလာခဲ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာကဲဒါချင်းရင်ကျွန်တော်လည်း Coffee Mania Festival မှာ2026ကအားလုံးနဲ့တူရှိနေမှာပေါ့ဝဲလေးတရက်တော့လာကြောက်လာခဲ့တော့ဝဲရတော့ဝိုင်6ရက်နေ့ပြပိုင်9ရက်နေ့နဲ့ပြပိုင်10ရက်နေ့မှာကိုကြီးများရုံးမှာကျင်းပပါလို့ပေါ့ကျွန်တော်လည်းတွေ့ချင်တာပဲဖြစ် coffee နဲ့ချင်းချင်တာပဲဖြစ်direct coffee တောက်မယ်ဆိုရင်ဗီဒီယိုလာခဲ့ဖိတ်ခေါ်ပါတယ်ဗျာ